โอเคဒါလေးကတော့လပေါ်မှာသုံးတဲ့ကားဖြစ်ပါတယ်เนาะ space ပေါ်မှာသုံးတဲ့ကားတွေဖြစ်ပါတယ်ကျူသားတွေလို့ပြောရမှာပေါ့เนาะကျူသားတွေကဒီကားကိုလောက်ပြီးတော့ဒီကားနဲ့ပဲသူတို့အရင်ဆင်းပြီးတော့နေရာအနှံ့ကိုသွားနိုင်တာပေါ့ဆိုတော့ဒီကားလေးကလပေါ်မှာသုံးတဲ့ကားအမှန်ဆိုသူ့ရဲ့ဘင်းကိုလည်းကြည့်လိုက်ရင်သူကတာယာလူဒါပေမဲ့တကယ်ကင်လိုက်ရင်တာယာမဟုတ်ဘူးဒါက metal ဖြစ်တယ်တန်ဖြစ်ပါတယ်เนาะဒါတကယ်အရွေစားမှအစအကုန်လုံးရွေတူအောင်လုပ်ပြီးတော့ထားတာဖြစ်ပါတယ်လို့เนาะတာယာမဟုတ်ဘူးဒီကောင်ကတန်ဖြစ်ပါတယ်တန်ဟိုစတန်စကားပုံစံဖြစ်ပါတယ်တာယာတော့မဟုတ်ဘူးတန်စကားပုံစံဟိုမှာဗီဒီယိုနဲ့ကြည့်မယ်ရှင်သူဟာကတွားတဲ့ပုံကတစ်မျိုးသူတွားတဲ့ပုံကတစ်မျိုးဖြစ်ပါတယ်เนาะတကယ်အရင်ထူးဆန်းတယ်ဒါကလပေါ်မှာသူတို့ထားတဲ့ဖြစ်စီပေါ့เนาะUSA ကလပေါ်မှာထားတဲ့အရာကဒါဖြစ်ပါတယ် USA ကလပေါ်မှာတဲ့ရင်ဒီအရာတွေကိုထားပြီးတော့ဒီလပေါ်မှာဘယ်လိုသွားတယ်လဲဆိုရင်ဒီကားကိုမောင်းပြီးတော့လပေါ်မှာသွားတာဖြစ်ပါတယ်သူတို့လပေါ်မှာထားတာကဒီစက်ကြီးနဲ့ဒီ USA အလံကိုစိုက်ထူထားတာဖြစ်ပါတယ်နော်တကယ်ထူးဆန်းတဲ့အရာတွေဖြစ်ပါတယ်နော်တကယ်ဝတ္တနာရှင်တွေမှလာပြီးတော့လေ့လာတဲ့အရာတွေဖြစ်ပါတယ်သူတို့ဒါကဒီရေဒါတိုင်းပုံစံဖြစ်ပါတယ်သူတို့ကားမှာရေဒါပါတယ်ဒီဟာကျတော့တာယာဖြစ်တယ်နော်ညာကျတော့သူ့ရဲ့ဘင်းကတာယာဘင်းဖြစ်ပါတယ်ဆိုတော့ဒီမှာ student ဒီကျောင်းသားတွေကလာပြီးတော့စာတွေဖတ်ပြီးတော့လေ့လာထားတာဖြစ်ပါတယ်โอเคဒီဟာတွေကိုကျွန်တော်ပြသပေးမယ်ရှင်ကုံမာတော့မဟုတ်ဘူးအမြတ်ကြီးရှိပါတယ်စိတ်ဝင်စားပြီးတော့တိချင်တဲ့မိတ်ဆွေတွေကျေးဇူးချင်တဲ့မိတ်ဆွေတွေအတွက်အထူးတင်ဆက်ထားတာဖြစ်ပါတယ်